Hi, welcome back to me Travel Day နိုင်အရင်နှစ်ကတင်ခဲ့တဲ့မဲဆောက်ကသွားမဆောင်မဲ့ blog လေးကိုသဘောကျကြလို့ဒီနှစ်လဲ full blog image ဆောက်ပတ်တူလေးနဲ့ပြန်လည်ရောက်ရှိလာပါပြီ။ Day 1ရဲ့မနက်စာကိုတော့တငယ်ချင်းကသူ့အိမ်နာကကော်ပြန်ကျော်ကစကောင်းနေဆိုလို့သွားစားကြည့်ခဲ့ပါတယ်။သူရဲ့ကော်ပြန်ကျော်ကအသားတွေအရွက်တွေနဲ့အစားတို့တာမဟုတ်ဘဲနဲ့ကြာစံကျော်ကိုထိပ်ပြီးလိတ်ထားပြီးမယ်တော်တော်လေးစားလို့ကောင်းတယ်။ကုတီယိုဆိုင်ဆိုပြီးမယ်ကော်ပြန်ကျော်ကိုတော့ပိုကြိုက်တယ်။နေ့လည်စာစားခဲ့တာကတော့ဖွင့်တာတိတ်မကြသေးတဲ့မာလထန်းဆိုတဲ့ဆိုင်မှာပါသူဆိုင်ရဲ့အပြည့်အစုံလေးကတော့ထိုင်လို့ကောင်းပြီးတော့ရွေးချက်လေးစရာအမယ်တွေလည်းတော်တော်လေးကိုစုံပါတယ်အရင်5မျိုးရှိတဲ့ထဲမှာနို့မလာအရသာကိုရွေးခဲ့ပါတယ်ပြီးတော့နစ်ကုတ် promotion ရှိလို့ဗန်းနေရကြလို့ရှင်ဒီ quality တစ်ခွက်လက်ဆောင်ရပါတယ်ဆိုင်ရဲ့အပြည့်အစုံကြောင်းဈေးကြီးမယ်လို့ထင်ထားတာဈေးသိမ့်မကြီးပဲအရသာကတော်တော်လေးကောင်းပါတယ်။နေရောက်စားတာကိုမှအေးအပဝင်350ကျော်400လောက်ပဲကြတယ်ပေါ့နော်။အချင်းကကိုယ်တိုင်ဆက်လို့ရပေမဲ့သူတို့ဆက်ပြီးသားကိုလည်းဝယ်ချင်လဲရတယ်။တပူဆက်ကိုပတ်လာမသိပေးရတယ်ပေါ့နော်။မြေပဲဆော့ရသူတို့ဆက်ပြီးသားတော်တော်လေးစားကောင်းတာမို့ဆော့ဆက်ကပြင်းတဲ့လူတွေအတွက်တော့ဝယ်ပြီးတော့ try ကြည့်သင့်ပါတယ်။ညာဘက်ကိုတော့ Robinson တလဲတာပိတ်ချိန်နဲ့နေတော့ဆူရှီတွေကိုဈေးလျှော့ပေးတာနဲ့ဝယ်စားလိုက်ပါတယ်တကူကိုပုံမှန်30-40ပေးရတာအခုတော့9ခုပါတဲ့တဘူးကိုမှဘတ်50ပဲပေးရတာနဲ့နှစ်ဘူးဝယ်စားလိုက်ပါတယ်မပြီးသေးဘူးရောက်တော့ KFC လေးစားတော့မယ်ဆိုပြီးတော့ဘာကတစ်ဆက်ပါဝယ်စားလိုက်ပါသေးတယ်ပြီးတော့ New York ကိုဘိုနိုတူဆိုင်ကိုရောက်သွားပါတယ်9ကင်ကကျူမာတာမှချက်ချင်းရပါမယ်အခြားကင်းတွေကတော့ခဏလေးစောက်လိုက်ရပါတယ်9ကင်ကဒီမှာရွှေ9ပဲရှိပြီးတော့တကောင်ကိုဘတ်250ပေးရတယ်ပြီးတော့ဝယ်လာတဲ့အရက်တွေအသီးတွေနဲ့တငယ်ချင်းတွေအချင်းချင်းလူပြီးတော့စကားပြောကြရင်လည်း New Year ရောက်မှကိုစားရင်းနဲ့ပဲစောင့်နေလိုက်ပါတယ်နောက်နေ့မနက်ကိုတော့ရောက်တိုင်းစားဖြစ်တယ်ဟော်လိုနာကကျစီသမင်းဆိုင်မှာပဲသွားစားဖြစ်တယ်ဒီတစ်ခေါက်တော့ဝက်ခောက်ကင်နဲ့ပါတွေ့ပြီးတော့စားဖြစ်တယ်ပြီးတော့ပြန်တော့ဈေးထဲမှာအသားပေါင်းတွေ့တာနဲ့ပဲစားချင်လို့ဆိုပြီးတော့ဝယ်လာပြီးအိမ်မှာပြန်လာစားပါတယ်စားရင်းနဲ့တွေးမိတာဖန်ပြန်လို့ရှင်ဒါလေးငါဘူးလောက်ဝယ်ပြီးတော့ပြန်တည်သွားရင်ကောင်းမလားလို့စဉ်းစားနေပါတယ်မစားခင်တော့ဘိုက်တင်းနေဆိုပြီးတော့တကယ်စားကြည့်တော့လည်းအကုန်သွားပါတယ်ဒီလေကြတော့မြို့ထဲမှာပဲနာမည်ကြီးတဲ့ကုတူရိုဆိုင်တစ်ဆိုင်ကိုသွားစားကြည့်ပါဆိုင်လေးရဲ့အပြင်စင်လေးကသီးလေးနဲ့ချစ်ဖို့ကောင်းပြီးတော့ပြောတတ်ရှင်တသက်ရက်နဲ့ပြင်ဆင်ရမို့အမြင်နဲ့တင်လာစားချင်းအောင်ဆွဲဆောင်နိုင်ပါတယ်ပြီးတော့ဒီဆိုင်ရဲ့စနီမောင်နဲ့2ယောက်လုံးကမရှာရှာဝင့်ပြိုင်ဘူးလားမသိဘူးအဲ့ဒါနဲ့နာမည်ကြီးလို့စားလို့ကောင်းတယ်ဆိုလို့သွားစားကြည့်တာပေါ့နော်အရီမဲရဲ့တုတ်ရမ်းရဲ့အတုတ်ရဲ့3မျိုးစမ်းမှကြည့်ခဲ့ပါတယ်ရွေးချယ်စရာခောက်ဆွဲတွေလည်းအများကြီးရှိတယ်တလူပွဲတွေတပွဲကိုမှပတ်30ပဲပေးရတာမို့တော်တော်လေးကိုတတ်တာပါတယ်မိရဲ့အကြိုက်ဆုံးကတော့အရီအမဲနဲ့ကိုတော်တော်လေးစားလို့ကောင်းပါတယ်စားလို့ပြီးတော့မချာအရန်ကောင်းတယ်ဆိုတဲ့ကီရာခိုးမချာဘာမှမချာတော့တောက်ကြပါတယ်ရောဘင်ဆန်ရှိတဲ့မှာပဲရှိတာမို့မချာကြိုက်တဲ့လူတွေအတွက်တေချာပေါ့တော့ထိုင်ကြည့်ကြပါနော်ခဏနာပြီးတော့နောက်တစ်နေ့ကိုတော့ချောကလက်စစ်တွေကိုတောက်လို့ရတဲ့ဆိုင်လေးကိုတွားခဲ့ပါတယ်ဒီဆိုင်မှာကချောကလက်ပင်တွေပါရှိတဲ့အပြင်ကိုချောကလက်စက်ရုပ်လေးရှိရပါတော့ဘာမှမသိတာနဲ့တူတူညွန်ပေးတဲ့ signature drip ဖြစ်တဲ့ဆမ်းမဆိုတာလေးကိုတောက်ကြည့်ခဲ့ပါတယ်ခါသက်နဲ့ချောကလက်ရတာစစ်ကိုခံစားရတာမို့ချောကလက်ကြိုက်တဲ့လူတွေအတွက်သွားတဲ့နေရာလေးပါဒါကတော့ချောကလက်တောက်ရင်းနဲ့တကယ်တက်ဖို့ရိုက်နေတာကိုပဲပေးနေတာပါညနေဘက်ကိုတော့သွားခဲ့တဲ့နေရာလေးကတော့ရင်းဟုံးဆိုတဲ့နေရာလေးပါကဖေးကအဓိကဆိုပေမဲ့လည်းအစားတွေပါရတာဘိုက်စားနေတဲ့တငယ်ချင်းတွေမာရတာကိုအရင်ဆုံးလိုက်မြင်ကြည့်ပါတယ်ဈေးတန်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းတယ်မိမာရတဲ့ကိုကိုနတ်အမေရိကန်တို့ဆိုလဲအုံဒီဖတ်အစစ်လေးပါထည့်ပေးရမို့တော်တော်လေးသဘောကျတယ်ခဏနာပြီးတော့ညဘက်ကိုတော့မီနီဆိုးဆိုတဲ့ဘာဘီကျူဆိုင်လေးကိုတွားခဲ့ပါတယ်ဒီဆိုင်လေးရဲ့အပြည့်စင်ကတော့ကိုရီးယားကားရီမှာပါတယ်တဲတွေထဲမှာစားနေကြသူခံစားရတယ်လူလည်းများပြီးတော့အစားတောက်တွေကလည်းအကုန်လုံးကိုရတာရှိတယ်တကယ်ကြီး6ယောက်ပေါင်းပြီးအများကြီးမှတာတော့မှဘတ်1000မကျော်ပါဘူးဘလောက်တောင်လဲဆိုရင်အာလူချောင်းကျော်တော့မှစားလို့ကောင်းပါတယ်အသားတွေကလည်းလက်လို့တော့မသိတော်တော်လေးကောင်းတယ်အသားကျော်ကိုမှ
ဆလွယ်ရနဲ့ထုတ်ပြီးတော့ပြုံရည်သူစီလေးကိုက်ပြီးတော့ဆိုကျူးတငုံနဲ့မြုံလိုက်ရတဲ့အရာတာကဘာနဲ့မှမလဲနိုင်ဘူးနေဆောက်ကြီးဆိုရင်လည်းဆိုအပိတ်ကိုဒီဇိုင်းလေးမှာဖြတ်တန်းခဲ့ရတော်တော်လေးကိုတန်သွားပါတယ်လို့ဆိုရင်တော့မဲဆောက် full blog လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက် blog လေးမှာပြန်လည်ဆုံတွေ့ချင်ပါတယ်အားလုံး bye bye